အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့ပို့ချပေးမယ်အကြောင်းအရာကတော့နဝမာရပထဝီဝင်လက်တွေ့ပထဝီဝင်အပိုင်းမှာမိုးလေဝသမြေပုံလေ့လာခြင်းခန္ဓာမှာအိုက်ဆိုဘာမြင်းတွေရေးဆွဲတာကိုစတင်သင်ကြားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေကစာမေးပွဲမှာမြေပုံလေးတစ်ခုပေးထားပါမယ်အဲ့ဒီမြေပုံကိုကျွန်တော်တို့တွေကအိုက်ဆိုဘာမြင်းနေလိုအပ်သောမုန်တိုင်းတီနေရာတွေဝိုးရွာတုံးတိုင်းတဲ့နေရာတွေကိုခံမှန်းတာတွေစတာတွေကိုလုပ်ဆောင်ကြရမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကျွန်တော်တို့ကပေးထားတဲ့မြေပုံမှာပေးထားတဲ့တန်ဖိုးတွေကို9ပေါင်းချင်း10ပေါင်းချင်းစတဲ့အချက်လက်တွေကိုလုပ်ဆောင်ကြရမှာဖြစ်ပါတယ်အဲ့တော့9တွေ့ရင်ကျွန်တော်တို့က9ပေါင်းပါမယ်3ညနဲ့တစ်ကိုတွေ့ရင်ရှိရ30ပေါင်းပါမယ်နောက်ကဓဓမတနေရာဖြတ်ပါမယ်ခင်ဗျာအဲ့တော့ပေါင်းတဲ့အခါမှာဆရာမတို့ခဲနဲ့ပဲပေါင်းပေါင်းနောက်ကပဲပေါင်းပေါင်းဟုတ်ပြီနော်အခုကျွန်တော်တွေ့ပါပြီခင်ဗျာ9တွေ့တော့9ပေါင်းလိုက်ပါတယ်ဓဓမတနေရာဖြတ်ပါတယ်9တွေ့လို့9ပေါင်းပါတယ်နောက်ကနေဓဓမတနေရာဖြတ်ပါတယ်ဓဓမတနေရာဖြတ်ပါတယ်3ညနဲ့3ညနဲ့တစ်တွေ့ရင်30ပေါင်းပါတယ်ဓဓမတနေရာဖြတ်ပါတယ်ဓဓမတနေရာဖြတ်ပါတယ်9တွေ့ရင်9ပေါင်းပါတယ်ဓဓမတနေရာဖြတ်ပါတယ်9တွေ့ရင်9ပေါင်းပါတယ်ဓဓမတနေရာဖြတ်ပါတယ်ဒီလိုဆိုရင်တော့ကျွန်တော်တို့တွေ9ပေါင်းကြီး30ပေါင်းချင်းခန္ဓာပြီးပါပြီ